ဂျပန်နိုင်ငံမှာနာမည်ကြီးနေတဲ့ရခိုင်လူမျိုးဘောလုံးသမားကိုကောင်းစံမရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အာရှရဲ့ထိပ်တန်းဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ဂျပန် J1 လိမှာကိုသမားအဖြစ်ခြေစွမ်းပြနေတဲ့ရခိုင်လူမျိုးဘောလုံးသမားတစ်ယောက်ရှိပါတယ်။သူကတော့အသက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့ကိုကောင်းစံမရပဲဖြစ်ပါတယ်။ကိုကောင်းစံမရရဲ့ဘဝဖြတ်သန်းမှုကရုပ်ရှင်ဆန်တယ်လို့စူးစမ်းမှုကလည်းအင်မတန်မှလေးစားစရာကောင်းပါတယ်။သူ့ကိုဂျပန်နိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပေမဲ့သူ့ရဲ့ဖခင်ကတော့တစ်ချိန်ကမြမလက်ရွေးစင်ဗော်လီဘောကစားသမားဟောင်းတူဖြစ်တဲ့ရခိုင်တိုင်းရင်းသားဦးမြတ်သူဖြစ်ပြီးတော့မိခင်ကတော့ဗမာလူမျိုးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကသူတို့မိသားစုဟာဂျပန်နိုင်ငံကိုဒုက္ခသည်အဖြစ်နဲ့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ရတာပါ။ဂျပန်လိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးမှာဒုက္ခသည်ဘဝနဲ့ရပ်တည်ရတာဘလောက်ခက်ခဲမလဲဆိုတော့တွေးကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ကိုကောင်းစံမရရဲ့မိဘနှစ်ပါးစလုံးဟာနေ့စဉ်စားဝတ်နေရေးနဲ့သားသမီးတွေရဲ့ရှေ့ရေးအတွက်စူပါမားကတ်တွေမှာပြင်ပန်းပန်းအလုပ်လုပ်ခဲ့ကြရပါတယ်။မိဘတွေကသူတို့သားသမီးတွေကိုပညာတတ်ပွဲရတွေဖြစ်စေခြင်းနဲ့စံတာနဲ့အနစ်နာခံပြုစုပြောထောင်ခဲ့ကြတာပါ။ဒီလိုမိဘတွေရဲ့ချွေးနှဲစာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ကိုကောင်းစံမရကငယ်စဉ်ကတည်းကအားကစားကိုဝါသနာပါခဲ့ပြီးတော့အထူးသဖြင့်ဘောလုံးအားကစားကိုယူသွခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်တက်ရောက်တဲ့အချိန်မှာတော့သူ့ရဲ့ဘောလုံးဝါသနာကပုံမရင်းကျက်လာပြီးတော့ကျောင်းလက်ရွေးစဉ်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့စံပြကစားသမားကတော့တခြားသူမဟုတ်ပါဘူး။ဂျာမနီရဲ့ကန်နဝင်းဂိုးသမားကြီးအိုလီဗာခန်းကိုငယ်စဉ်ကတည်းကအားကျခဲ့ပြီးတော့ဂိုးသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားခဲ့တာပါ။တက္ကသိုလ်ပြိုင်ပွဲတွေမှာအကောင်းဆုံးလက်စွမ်းပြအကောက်ွယ်မှုတွေလုပ်ပြနိုင်ခဲ့တဲ့အတွက်ဂျပန် J1 League ကလပ်တစ်ခုဖြစ်တဲ့နာမည်ကြီးမာချီတာအသင်းရဲ့ကင်းထောက်တွေကသူ့ကိုမျက်စိကျသွားခဲ့ပါတယ်။အဲဒီနောက်မှာမာချီတာအသင်းကသူ့ကိုတရားဝင်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီးတော့သူဝါသနာပါတဲ့ professional ကြေးစားဘောလုံးသမားတစ်ယောက်အဖြစ်တကားဖွင့်ပေးခဲ့ပါတယ်။သူ့ရဲ့စူးစမ်းမှုဇဲလုံးလားတွေနဲ့အသီးအပွင့်ရဲ့အဖြစ်မနစ်ကကျင်းပခဲ့တဲ့ဂျပန်ဘရင်ဖလားပြိုင်ပွဲကြီးမှာမာချီတာအသင်းနဲ့အတူချန်ပီယံဆုကိုစုကူးနိုင်ခဲ့တဲ့အထိအောင်မြင်မှုတွေရယူထားနိုင်ပါတယ်။ဂျပန်ပြည်မှာမွေးဖွားကြီးပြင်းခဲ့ပေမဲ့ကိုကောင်းစံမရရဲ့ရင်းနှီးမှာတော့မြန်မာသွေးကအပြည့်အဝအစည်းအဝေးနေသေးပါ။သူကမြန်မာနိုင်ငံကိုတခါမှမရောက်ဘူးသေးပေမဲ့ဒီနေ့ကျရင်တော့မိဘတွေရဲ့မွေးရမြေဖြစ်တဲ့မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်ကိုအလဲအပတ်လာရောက်ချင်တယ်လို့ရှင်းဖွင့်ထားပါတယ်။အထူးခြားဆုံးနဲ့မြန်မာဘောလုံးပရိသတ်တွေအတွက်ရင်ခုန်စရာအကောင်းဆုံးစကားတစ်ခုကတော့တကယ်လို့မြန်မာလက်ရွေးစင်ဘောလုံးအသင်းကသာသူ့ကိုတရားဝင်ကမ်းလှမ်းလာမယ်ဆိုရင်မြန်မာနိုင်ငံကိုစားပြုဖြစ်ဝင်ရောက်ကစားပြီးဖို့အသင်းရှိနေတယ်ဆိုတဲ့အချက်ပါလက်ရှိချိန်ဒီသူကဂျပန်လက်ရွေးစင်အသင်းကြီးအတွက်ဝင်ရောက်ကစားထားခြင်းမရှိသေးတဲ့အတွက်နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် FIFA ရဲ့စီးမြင်တွေအရမြန်မာလက်ရွေးစင်အသင်းမှာကစားခွင့်ရရှိနိုင်သေးတဲ့အခွင့်အရေးအပြည့်အဝရှိနေပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောဂျပန်နိုင်ငံရဲ့အမြင့်ဆုံးလိမှာ professional ကစားသမားတစ်ယောက်ဖြစ်ဂုဏ်ယူပွဲရပ်တည်နေတဲ့ရခိုင်လူမျိုးကိုသမားကိုကောင်းစံမရရဲ့စူးစမ်းမှုတွေပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။